အစီချဖို့အတွက် fasting ဝင်မှရမှာလား fasting ဝင်ရင်အစီပိုကြမြင်တာလားတရက်3နဲ့ပုံမှန်စားလို့ရှိရင်အစီမကြတော့ဘူးလားဆိုတဲ့ဟာကိုကျွန်တော်တို့ဒီနေ့ဒီအဖြေရအောင် let's find it out 2020ရဲ့ဒီလေ့လာတွေ့ရှိမှုအရာလူပေါင်း136ယောက်ကို12ပတ်အကြာမှာလေ့လာထားတယ်ပြီးတော့လူအုပ်စုနှစ်စုခွဲတယ်တအုပ်စုကို fasting ဝင်ခိုင်းတယ် calorie control လုပ်ခိုင်းတယ်နောက်တအုပ်စုကိုသူက calorie control ပဲလုပ်တယ်ဒါပေမဲ့သမင်းစားတဲ့အချိန်ကိုသူ control မလုပ်ဘူးတရက်3နဲ့ပဲစား4နဲ့ပဲစား control မလုပ်ထားဘူးနောက်တော့12ပတ်အကြာမှာသူတို့ရရှိတဲ့အဖြေကပါလဲဆိုတော့ဒီနှစ်အုပ်စုနှစ်စုစလုံးကသူတို့ရဲ့ဒီ body weight ပြောင်းလဲမှု body fat percentage ပြောင်းလဲမှုသူတို့ရဲ့တခြားစီဝါဖြစ်စဉ်ပြောင်းလဲမှုတွေပြန်ကောင်းလာတဲ့ဟာတွေကအကုန်လုံးအတူတူပဲတော့ကြတယ် New England Journal of Medicine မှာ2022ခုနှစ်မှာ publish လုပ်ထားတဲ့ article တစ်ခုလူပေါင်း139ယောက်ကိုလေ့လာတွေ့ရှိထားတယ်12လအကြာကိုလေ့လာထားတယ်အဲ့တော့သူတို့အုပ်စုနှစ်စုခွဲတယ်တစ်စုကို calorie control လုပ်ခိုင်းတယ်ဒါပေမဲ့ဒီ3နဲ့ကိုကြိုက်တယ်လို့စားလို့ရတယ်နောက်တစ်အုပ်စုကကြတော့16 fasting ဝင်ခိုင်းတယ် calorie control လုပ်တယ်နောက်တော့12လအကြာမှာသူတို့ရဲ့ body weight ကော body fat percentage ပမာဏရောသူတို့ရဲ့သွေးတွင်းတခြားသက်ပေါ်ပြောင်းလဲမှုရောတခြားစီဝါဖြစ်စဉ်တိုးတက်ပြောင်းလဲလာမှုရောအကုန်လုံးကအတူတူပဲဒီ fasting ဝင်တဲ့အုပ်စုကပို့ပြီးမှတာတယ်ဆိုတာမရှိဘူး Annals of Internal Medicine မှာ2024က publish လုပ်ထားတဲ့ဒီ article လည်းအတူတူပဲလူကိုအုပ်စုနှစ်စုခွဲတယ်စားတောက်တဲ့ calorie ချင်းကအတူတူပဲတစ်စုက fasting ဝင်တယ်နောက်တစ်စုကကြတော့ဒီတိုင်းပုံမှန်စားတယ်သုံးတဲ့ဒါပေမဲ့စားတဲ့ calorie ကအတူတူပဲနောက်ဆုံးထွက်လာတဲ့တွေးရှိချက်ကဘာလဲဆိုတော့သူတို့အုပ်စုနှစ်စုစလုံးရဲ့ပြောင်းလဲလာတဲ့ဒီ body weight ကော body fat percentage တွေကောအဲ့ပြီးသူတို့ရဲ့သွေးတွင်းတခြားသက်ပေါ်တက်ရောက်မှုတွေကောအဲ့ဒါတွေပြောင်းလဲတိုးတက်လာတာဟာအကုန်လုံးကအတူတူပဲ2025မှာ publish လုပ်ထားတဲ့ဒီ articles တစ်ခုလည်းရှေ့က articles တွေနဲ့အတူတူပဲတွေ့ရှိမှုလားဒီ fasting ဝင်လိုက်လို့ကျွန်တော်တို့ရဲ့စီဝါဖြစ်စဉ်ပိုကောင်းတာမျိုးတော့အစီပိုကျတာမျိုးတော့ body fat percentage တို့ body weight တို့ပိုကျလာတာမျိုးတို့ကမရှိဘူးဆိုတော့ကျွန်တော်တို့ဘာ conclusion ယူလို့ရတာလဲမိတ်ဆွေတို့အစီချတဲ့အခါမှာ calorie deficit ကအရေးကြီးတယ်စားဝင်လာတဲ့အာဟာရကအရေးကြီးတယ်အကယ်လို့ဒါမိတ်ဆွေတို့ဒီ fasting ဝင်တဲ့အတော့အတွင်းထဲမှာကိုလိုအပ်တဲ့ calorie ထက်ပိုစားမိတယ်ဆိုရင်လည်းမိတ်ဆွေတို့ fasting ဝင်တာအလကားပဲဝတ်လာမှာပဲ fasting ဝင်တင်လားမဝင်တင်ဘူးလားဒီ method သုံးတင်လားမသုံးတင်ဘူးလားဆိုတာကျွန်တော်တို့ရဲ့ကျန်းမာရေးအခြေအနေပေါ်မှာမူတည်တယ်ဥပမာအကယ်လို့မိတ်ဆွေကဒီကျန်းမာရေးငကိုတွေကချွတ်ရင်းနေတယ်ဒီ type 1 diabetes ရှိနေတာမျိုးတို့hypothyroid ရှိနေတာမျိုးတို့ကိုဝင်ဆောင်နေတာဒါမှမဟုတ်ရင်ကိုကအသက်မပြည့်သေးတာ session နဲ့မပြည့်သေးတဲ့ကလေးတွေပဲရှိနေသေးတာဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့ဒီ weight ချိန်ကငကိုကမှပိန်နေတဲ့အနေထားမှာ BMI က20ဝန်းကျင်လောက်ရှိတဲ့အနေထားမှာဆိုရင်ဒီ fasting ဝင်ဖို့အားမပေးဘူးတလောက်ပိန်နေပြီဆိုမှတော့ဒီ fasting ဝင်ပြီးပါလို့အောင်မှာတော့ငကိုတွေကမှစားလို့ရတဲ့ calorie ပမာဏကမများတော့ပါဘူးဆိုရင်မှ calorie control ကိုထပ်သွားလုပ်တယ်ဆိုရင်နောက် calorie စားတာအရင်နည်းလာပြီးတော့မှနောက်ဆက်တွဲပြဿနာတွေအများကြီးကြုံတွေ့လာနိုင်တယ်အကယ်လို့ကို့မှာဒီအစာအိမ်ပြဿနာရှိတဲ့သူတယောက်ဒါမှမဟုတ်လို့ရှိရင် eating disorder ပြဿနာရှိတဲ့သူတယောက်ဆိုရင်ဒီ fasting ဝင်ဖို့ကိုလုံးဝကိုမတိုက်တွန်းတာဒါဆိုရင်ဘယ်သူတွေသုံးဖို့တင့်တော်တာတလဲဆိုရင်ဝါတဲ့သူတွေအစီချဖို့အတွက်လေ့လာတယ်ဆိုတာအားလုံးက overweight တွေ obesity တွေအဲ့ဒီသမားတွေပဲလေ့လာတာဘယ်သူမှပိန်တဲ့သူတွေဒီကြမ်းကြမ်းမာရှိတဲ့သူတွေကိုပတ်စံကုန်ခံပြီးတော့မှလေ့လာမှုတွေမလုပ်ဘူးဘယ်လိုလူတွေကိုဒီ fasting သုံးဖို့အကြံပြုတယ်လဲဆိုတော့ဥပမာအကယ်လို့မိတ်ဆွေတို့ကဒီအစားအရင်ကြီးတယ်တရက်3နဲ့စားလို့ calorie ပိုစားမိမှာကိုတအားကြောက်တယ် calorie control မလုပ်နိုင်တဲ့သူဆိုရင်တရက်တနက် short ချလိုက်တဲ့အခါမှာဒီ calorie ကို control လုပ်ဖို့ကိုမှ chance ပိုရလာတယ်နောက်အုပ်စုတစ်စုကအပင်စာကြီးပဲစားတဲ့အုပ်စုအိမ်မှာကိုမချက်နိုင်ဘူးအဲ့တော့အပင်စာတွေကစီများတယ် calorie control လုပ်ဖို့တအားခက်တယ်ဆိုတော့ဒီလိုလူအုပ်စုတွေကဒီ fasting သုံးဖို့ကျွန်တော်ကတိုက်တွန်းတယ်ကျန်တဲ့သူတွေတရက်3နဲ့စားပြီးတော့မှ calorie deficit ဖြစ်အောင်စားပြီးပြပပနဲ့အစီချသွားတာလည်းအတူတူပဲနောက်ဆုံးတော့ဒီ fasting ကမိတ်ဆွေတို့ဝင်ချင်ဝင်မဝင်ချင်လဲဘာမှပြဿနာမရှိဘူးနောက်ဆုံးအစီချဖို့အတွက်ဆိုရင် calorie deficit ဖြစ်မှာအစီကျမှာ